အခုရောက်နေတာကအယုဒ္ဓယမှာရှိတဲ့ဘုန်းကြီးကျောင်းရှေးအောင်ဘုန်းကြီးကျောင်းနေတဲ့တခုအခုဒီဘုန်းကြီးကျောင်းကိုမဟာဝိဟာရလို့ပဲခေါ်ပါတယ်အဓိကတော့မြန်မာလူပြန်ရင်တော့ဘုန်းကြီးကျောင်းပါပဲဆိုတော့အပြည့်မှာအခု41 degree Celsius အပြည့်မှာဓာတ်ပူနေကျွန်တော်ဒီကျောင်းထဲမှာထိုင်နေတာအေးလူပဲအရင်ကြီးပူတယ်လို့ခံစားရချွေးမထွက်ဘူးလေဝင်လေထွက်ကောင်းနေတာတွေ့ရတယ်အဲ့တော့ဟိုတလောလေးကမေးထားတဲ့အမေကိုဒီမှာလမ်းကြုံလုံးဖြေလို့ရတာထိုင်းဘုန်းကြီးကျောင်းနေနဲ့ကျောင်းဆောင်နေနဲ့မြန်မာကျောင်းဆောင်နေမှာဘာကွာမလဲပေါ့အဲ့တော့ဒီဟာကဖြေမယ်ဆိုရင်အများကြီးဖြေရမှာ2 နာရီလောက်တော့လျှောက်ပြောရမှာဒါပေမဲ့ဒီအလွယ်ပြောရင်တော့ခေါင်းမိုးတွေကွာတယ်နောက်ပြီးလို့ရှိရင်ventilation ပေါ့နော်လေဝင်လေထွက်ကောင်းတာကွာတယ်ဆိုတော့မတူဘူးပေါ့မြန်မာစကားလည်းရှုပ်တယ်နှိုင်းရှင်ပြီဆိုကြတဲ့ကတူရနှစ်ခုကို apple to apple နှိုင်းရှင်တာအဆင်ပြေတယ်အဲ့လိုမဟုတ်ဘဲနဲ့ apple to orange ပေါ့အဲ့ဒါကြတော့ကိုကြတဲ့ကနှိုင်းရှင်စရာမဟုတ်တာဘူးတူမှမတူတာထားပါတော့ဘာတွေမတူလဲဆိုတာကိုနည်းနည်းလေးရှင်းပြပေးမယ်ခုလူရုပ်ကြီးထဲတာတချို့ကလူရုပ်ထဲပေးပါဆိုလို့โอเคလိုက်ပြမယ်ဟုတ်ပြီအခုကျွန်တော်ကဘုန်းကြီးကျောင်းတော်ရာထဲမှာပါလေကျောင်းဆောင်ထဲမှာဒါအရင်အယုဒ္ဓယခက်နှောင်းပိုင်းလက်ရာကိုပြန်ပြင်ထားတာရတနာကိုစစ်မှာပြန်ပြင်ထားတာဖြစ်တဲ့အတွက်စေးတွေတော့မရှိတော့ဘူးသတိထားကြည့်မယ်ဆိုရင်ခေါင်းလေးတိတ်မြင့်တာကိုတွေ့ရတယ်ပြတင်းကိုလည်းအမြင့်ကြီးတွေတွေ့ရတယ်သူတို့ကပြတင်းအမြင့်ကြီးတွေကိုဆွဲတကားပေါ့နော်နှစ်ဖက်ရွက်ဆွဲတကားတုံပြီးတော့လှုပ်ထားတာတွေ့ရတယ်ဒီမှာခေါင်းအမြင့်ကြီးတွေဘာလို့လှုပ်လဲဆိုတော့ခေါင်းမြင့်တဲ့အတွက် ventilation ကောင်းတယ်လေဝင်လေထွက်ကောင်းတယ်အထဲဝင်လိုက်တာနဲ့ထဲဝါကြီးဖြစ်နေတယ်လို့ခံစားရတယ်စီလင်အမြင့်နေပေါ့နော်မျက်နှာကျအမြင့်နေတာအဲ့ဒီခံစားချက်ကိုပေးတယ်အဲ့ဒါကြောင့်ဒီပကံဖျားတွေတဲဝင်လိုက်လို့ရှိရင်လည်းမျက်နှာကျအမြင့်ကြီးတွေလှုပ်ထားတာပေါ့လေအဲ့တော့ဒီလိုအမြင့်ကြီးတွေလှုပ်တဲ့အတွက်ဒီမှာလေဝင်လေထွက်ကောင်းပြီးတော့အေးနေတယ်အခုအပြင်မှာနေအရန်ပူနေတယ်အပြင်က temperature ပေါ့အပြင်ကအပူချိန်က41 degree Celsius တဲ့တော်ပူတယ်ပေါ့အဲမှာတော့အေးတယ်နောက်ကျောင်းဆောင်ကြီးကိုကြည့်မယ်ဆိုရင်ကျောင်းရဲ့နံရံပေါ့နော်အုတ်သားနံရံထူလေးတွေလောက်ထားတာတွေ့ရတယ်ဒါဆိုလို့ရှိရင်အနည်းဆုံး2 ပေခွဲလောက်ထူနေတာတွေ့ရတယ်တကားဆိုလည်းအမြင့်ကြီးတွေဒါစောကြည့်ပြီးသွားပြီအဲ့တော့မြန်မာဘုန်းတော်ကြီးကျောင်းကြီးလည်း ventilation ကောင်းအောင်လုပ်ထားတယ်မတူတာကသူတို့ကတော့ဒါဆွဲတကားတွေပေါ့နော်နှစ်ဖက်ရွက်ဆွဲတကားမြန်မာတွေကြတော့ဒီလိုကဲလာတကားလို့ခေါ်တယ်ပိတ်ထားတဲ့ဟာကိုဒုတ်နဲ့ထောက်ပြီးတော့တွန်းဖုံးရတဲ့ပုံစံမျိုးပေါ့အဲ့ဒီမှာရေရှည်ထိမ့်သိမ့်မှုမှာဘာကွာသွားလဲဆိုတော့အခုကမြန်မာဘုန်းတော်ကြီးကျောင်းတော်တော်များများတကားမှန်တယ်များအကုန်ပိတ်ထားတယ်တကားတွေပိတ်ကဲလာတွေပိတ်တကားဆိုတကမလည်းပိတ်တယ်တကားအသေးလည်းပိတ်တယ်ကဲလာတွေပိတ်တယ်တကရွတ်တွေပိတ်တယ်အဲ့လိုအရန်ပိတ်လိုက်တဲ့အချိန်မှာလေဝင်လေထွက်မကောင်းတော့ဘူးအလင်းရောင်ရရှိမှုအားနေသွားတယ်အထဲမှာလေမတတ်တော့ဘူးမှုနဲ့ရလာတယ်ပေါ့နော်ပြီးလို့ရှိရင်အလုံးပိတ်ထားတဲ့အတွက်ဒီအပေါက်တွေကနေချင်းငယ်တာကားတွေဝင်ငှစ်တွေဝင်ပေါ့လေခိုတွေဝင်
ခိုချီငစ်ချီစသဖြင့်အဲ့ဘုန်းကြီးကျောင်းထဲမှာတွင်းနဲ့ဝင်လိုက်တာနဲ့မြန်မာဘုန်းကြီးကျောင်းကနန်းစောပြီးအလင်းရောင်ကကောင်းကောင်းမရထဲမှာ15မိနစ်20တောင်မနေနိုင်အဲ့လိုဖြစ်တာဒီမှာတော့ဘုန်းကြီးတွေကဒီလိုပဲဒီကျောင်းဆောင်ဆိုလို့ရှိရင်ဖွင့်ပေးခဲ့တယ်ကျောင်းကဟိုဘက်ချမ်းမှာဟိုဘက်ကတသားအိမ်လေးပေါ့အများပြည်သူလေ့လာလို့ရအောင်ဖွင့်ပေးထားတယ်ဒီမှာလည်းခိုးရရှိတယ်အခုတောင်ခိုးတန်နေကြားနေရအောင်ဒါကအယုဒ္ဓယမှာရှိတဲ့ကျောင်းတော်ရအဟောင်းနေတဲ့တခုပေါ့လေsite တော်တော်ကြီးတယ်ပေါ့လေအရွယ်စားကြီးတဲ့တကယ်ရွက်တစ်ခုပြချင်ပါတယ်ဒီကျောင်းကိုထုံးစံတိုင်းပဲဝိဟာရလို့ပဲခေါ်တယ်ကျောင်းတော်ရပါလေတကားပေါက်3ပေါက်ရှိတယ်ဒီဘက်ကအသေး2ပေါက်ရဲ့အလဲမှာအကြီးတစ်ပေါက်ပေါ့ဒါဒီလဲအပေါက်ကြီးပဲတကယ်ရွက်လည်းကြီးပဲအရင်တော့တက်ပေါ်ရဲဆိုတော့ဒါမူလအယုဒ္ဓယနှောင်းထက်လိုက်ရပန်းကတော့တရုတ်ပန်းနဲ့နည်းနည်းလေးစင်တယ်ဒီအလဲကဒါတွေကတော့ယူရီးယားဟန်ပေါ့လေဖောင်ဒန်ထည့်ထားတယ်တကယ်ပြန်ပိတ်ဖို့အတွက်ဖောင်ဒန်ပေါ့ဒါလေးတွေကတော်တော်အသုံးများရရှိတောင်အောင်ရှာမှာဒီလို pattern လေးတွေပါနော်ဒီလို design လေးခုအပေါ်ကိုဒီမှာဒီအပေါ်မှာဒီချွန်ထွက်သွားတဲ့ဟာလေးကြတော့ဒါယူရီးယားဟန်ဖြစ်သွားပြီတောက်လျှောက်အပေါ်တက်သွားပြီပါလေသူတို့စီမှာတော့ဒီလိုတခါရွက်ကြီးတွေကကြံသေးတယ်ဒီဘက်မှာတရွက်ပါလေစုပေါင်း2ရွက်ဘောင်ပန်းနေကြံသေးတယ်အယုဒ္ဓယခေတ်နှောင်းပိုင်းလက်ကျန်တကား2ချက်ကိုဒီရတနာကိုစင်ခက်မှာပြန်ပြီးတော့ပြန်သုံးပေးထားတယ်ပေါ့တကယ်ရွက်ကိုပိတ်ပြတ်တယ်နော်တကယ်ကတော့ကြီးပဲစိုက်ပါလေအခုအပြည့်ပိတ်သွားပြီပေါ့နော်တိတ်အတန်ထွက်ဘူးလက်တစ်ဖက်နဲ့ပဲတက်တောင်တက်တာပိတ်လို့ရတယ်ပေါ့လေဒီအခြေနားလေးရလည်းကွတိပဲပြင်တော့ပြန်ပြင်ထားတယ်ဒီအဟောင်းသုံးလို့ရအောင်ဆိုပြီးတော့ဒီဘက်တစ်ချမ်းကိုလည်းထပ်ဆန်ကြည့်အောင်
Okay ရတယ်ထပ်ဆန်းကြည့်မယ်ဒီဘက်ကလည်းဒါကိုဒါလည်းပိတ်လို့ရတယ်window အဲ့တော့တကားနှစ်ချက်လုံးပိတ်မယ်ဆိုရင်ဒီဘက်ကခံတုံးပါတယ်ဒါရင်ပိတ်ရမှာပေါ့လေဒီအောက်မှာဓာတ်ချက်လေးပါတယ်လော့လေးနဲ့ဒီလိုပြန်ချလိုက်ရင်ပိတ်လို့ရပါတယ်တစ်ခုလုံးတားလိုက်ထဲဝါနဲ့တက်ကတော့ဒါတစ်ခုတည်းပေါ့ one piece ပေါ့တစ်ခုတည်းကနေအမြောင်းလိုက်ပေါ့လေတစ်လုံးတစ်လုံးနဲ့ယူထားတဲ့ပုံပေါ်တယ်တက်ပြားတပြားလေးတော့ဖြစ်ချင်မှဖြစ်တယ်ပိတ်ကြည့်တာစောစောအပြင်ကနေပိတ်ပြရတယ်အခုအတွင်းကနေပိတ်ကြည့်မယ်ပိတ်လို့ရသေးတယ်ဒီနားလေးမှာတော့သူတို့ပကံခက်နဲ့အတူတူပါပဲဝင်ရိုးထည့်တဲ့နေရာပေါ့လေဘေးဝင်ရိုးပေါ့စုံလဲဝင်ရိုးပေါ့လေအဲ့နာနေအဓိကတော့အဲ့ကနေစုံလဲဝင်ရိုးကနေလှည့်ပြီးတော့ပွင့်လာတာပေါ့တကယ်ရွက်ကြီးတာတော့တွေ့ပြီဒါပေမဲ့ထပ်ပြီးလေးလာလို့ရတာဒီတကယ်ရွက်တစ်ရွက်လုံးကတက်လုံးတစ်လုံးတွေကနေအပြားလိုက်ထွင်းထုတ်ပြီးတော့လှီးယူပြီးတော့မှတပြားတွေကနေလောက်ထားတာလားဒါမှမဟုတ်နှစ်ပြားဆက်ပြီးတော့လှုပ်သလားပေါ့လေအဲ့ဒါလေးကြည့်လို့ရတယ်အခုမြင်နေရတဲ့ပုံစံကတော့တက်လုံးတစ်လုံးနဲ့ကနေထွင်းယူထားတဲ့အပြားတစ်ပြားလို့ပဲထင်စရာရှိတယ်ဘာလို့လဲဆိုတော့ဒီအောက်ကနေတောက်လျှောက်ပေါ့နော်ဒါဒီဘက်ထိတ်ကနေတောက်လျှောက်ကဆက်ထားပြုတ်ထားတာမျိုးမတွေ့ဘူးအဲ့တော့တက်လုံးတစ်လုံးနဲ့ကနေဒီအချက်ကြီးတစ်ချက်ရအောင်လှီးထုတ်ပြီးတော့မှဒါတကားအဖြစ်သုံးမယ်ဆိုပြီးတော့တက်ကိုရှာယူထားတဲ့ပုံပေါက်တယ်ဒီနားမှာအစနေကွဲเจ้าရာတွေ့တယ်ဒါပေမဲ့ဒါတွေကဆက်ရမဟုတ် one piece ပေါ့နော်အပြားတစ်ပြားလေးကိုလောက်ထားတာတွေ့ရတယ်ဒီဘက်ခက်မှာဒါမျိုးအရွယ်စားကြီးတဲ့ဟာမျိုးကရဖို့မလွယ်တော့ဘူးဟုတ်ပြီအထဲကိုကြည့်ရအောင်အနောက်ကနေပြန်ကြည့်ရအောင်ဒါတော့အထူးမင်းတို့ချိတ်ဖို့နေရစောစောပြောသလိုပဲသူကပြင်ထားတယ်အယုဒ္ဓယနှောင်းခက်လက်ရာကိုယတနာကိုစင်ပေါ့ရတနာကိုစင်ခက်မှာပြင်ထားတယ်ပြင်ပြီးတော့မှဒီတကားနှစ်ချက်လုံးကိုဖွင့်လို့ပိတ်လို့ရအောင် restoration လုပ်ထားတယ်ပေါ့နော်ဒီမှာအရာတွေတွေ့နေရပြီ
ခုဒီတကားချက်ကိုကြည့်မယ်ဆိုရင်ပက်ကွက်ရတယ်လို့မျိုးအရာတွေကြံခဲ့တာတွေ့ရတယ်အဲ့ဒါဘာကိုပြောလဲဆိုတော့ဒီတကားကိုပြင်တဲ့အချိန်မှာလက်သမားဂိုက်တန်ပေါ့နော်ဂိုက်တန်နဲ့ဆွဲပြီးတော့မှစိထားတာပေါ့လေသူတို့ကော်တစ်မျိုးမျိုးကိုသုံးတဲ့အခါမှာဒီတက်တရားဟနေတာကွဲကြောင်းရရှိတာကိုဆက်တဲ့အခါမှာကော်သုံးတယ်ပြီးတော့တေချာစိသွားဆက်သွားအောင်လို့တပေါင်းနဲ့တစည်းတည်းဖြစ်သွားအောင်လို့လက်သမားဂိုက်တန်သုံးတယ်ဗောလေတချို့နေရာတွေသူတို့တိုက်ရိုက်မယ်တချို့နေရာတွေကတော့ဟိုတတ်ရှုံထည့်မယ်ဗောနော်ဒီမှာကြည့်ဒါဆိုလို့ရှိရင်ဒါကွဲနေတဲ့နေရာကိုဟိုဘက်တစ်ဘက်စီအောင်လို့စီပြီးလို့ရှိရင်ဒီတက်ကိုရှို့ပြီးတော့ထည့်ပလိုက်တာကလန့်ပြတ်ထည့်တာအဲဒီမှာဒါလည်းတက်ရာတွေတွေ့တယ်တစ်ချက်နှစ်ချက်ဆိုတော့ဒါတွေရောတန်ရာဖြစ်မယ်ထင်တယ်သူတို့အပေါ်ကနေပြန်ပိတ်တာပေါ့လေဒီမှာတေချာကြည့်ရင်ဒီမှာသူတို့အချောင်းတစ်ချောင်းအပူထည့်ထားတယ်တက်ကကွဲလာတဲ့အခါမှာဂျားတိတ်ပေါ့နော်ဂျားချောင်းထည့်တယ်ပေါ့နော်တောက်လျှောက်တွေ့ရတယ်ဒီတက်ထဲတွေကို restoration လုပ်တဲ့အခါမှာသူအရာလေးတွေကြံခဲ့တယ်တချို့ကလည်းအဲ့ဒီအရာကိုအပီးဖြောက်တာမျိုးရှိတယ်တချို့လက်သမားဆရာကြီးတွေကြတော့ငါဘာပြင်ထားတယ်ဘယ်လိုပြင်ခဲ့တယ်ဆိုတာကိုခြေရလက်ရလေးတွေခြံခဲ့တယ်ပေါ့နော်အဲ့တော့ဒီမှာတော့အပြားနှစ်ပြားကိုဆက်ထားတာမျိုးမတွေ့ရဘူးခုနဒီတကရွက်ကိုပဲကြည့်တဲ့အခါမှာအပြဲကြည့်တော့တပြားတည်းဖြစ်နေတာတိတိကျကျတွေ့ရတယ်ပေါ့နော်နောက်ကကျတော့ဒါသူနောက်ပိုင်းမှာ weather shield လို့ခေါ်တဲ့ဒီဆေးတုပ်တာဖြစ်တဲ့အတွက်တိတ်မသိတာဘူးဒါပေမဲ့အခုကြည့်မိတဲ့လောက်ကဒါ one piece ပါပဲတပြားရဲ့တစ်ချက်တည်းတစ်ပင်တပင်တစ်လုံးတစ်လုံးတည်းကနေဒီလိုတပြားတစ်ချက်အပြည့်ရအောင်လို့လုပ်ယူထားတဲ့ဟာမျိုးပါလေဒါတကားနှစ်ရက်တကားတွေအရေးကြီးတယ်တကားတွေကိုတကားတွေအတိုင်းပဲထိမ့်သိမ်းထားပြီးပိတ်လို့ဖွင့်လို့ရနိုင်ရင်တော့ပိုကောင်းတာပေါ့လေအဲ့လိုထိမ့်သိမ်းထားနိုင်ရင်